ကဲချင်းမဆွေများအားလုံးနော်အခုလာမဲ့မင်းစိတ်ငယ်ချင်းများအားလုံးနော်ဦးလေး channel ကိုပြည့်ဦးလေး channel အဟောင်းကိုအပိတ်ခါရပြီးတော့ဒီမှာအသေး channel အသေးကိုပြတည်လိုက်ပြီးတော့ကျွန်တော်မှတ်မိသေးတယ်ဆိုရင်လာစခရက်လုပ်ပေးပါလို့ကျွန်တော်တောင်းပါပါတယ်နော်အခုကတော့အပူတစ်ခွက်ခေါ်ပဲနော်ဦးလေး channel ပြည့်ပြီးတော့အပိတ်ခါရပြီးတော့အခုကတော့ channel အသေးပြောလိုက်ပြီး channel ကနာမည်တာဖို့ပဲနော်အခုအပူတစ်ခွက်ခေါ်ပဲနော်ထက်စီရေစကြမှာရှိပါတော့နော်ကဲအခုမှဒီမှာတနေ့လေးချက်ပြပေးမယ်နော်လာမယ်တရက်4 လ 2025 6ကြီးအတွက်ပါနော်6ကြီးအတွက်ပါနော်ကြည့်ပါတော့နော်6ကြီးအတွက်ပါနော်ကဲတက်စီလေးအရင်ဆက်ပြပေးနော်အချွေချေမဲ့လူကိုဒီအဲ့ဒီကနောက်ကိုတစ်ခွက်ထဲပဲနော်အပူတစ်ခွက်ထဲပဲနော်ကြည့်ပါတော့နော်ဒါမှမဟုတ်ရေကျွန်တော်ကတော့တစ်ခွက်ထဲပဲနော်ကဲစမယ်ထစီစမယ်နော်ဒီမှာထစီစမယ်ထစီကဘယ်လိုလာမလဲကျွန်တော်ပြပြမယ်နော်ဒီမှာကတော့ထစီနော်ထစီဒါတော့စီပါနော်ရှင်းတယ်ကြီးများနော်ရှိပါနော်တစ်ခွက်ထဲပဲဘူးတစ်ခွက်ထဲပဲအချက်တူမှယူတော့ပါနော်ထစီမှာကျွန်တော်ပြပြနော်ဒါကတော့ထစီဒီမှာ2 3ဒီမှာကတော့ထစီထစီမှာကျွန်တော်ချပြပေးမယ်နော်ထစီနှလို့တော့မှာနော်ထစီမှာဒီနှလို့ပေါင်းစင်းနဲ့နှလို့ပေါင်းချင်းမှာ6 3 နဲ့ 3နှလို့ပေါင်းချင်းမှာ6စင်းနဲ့နှလို့ပေါင်းချင်းမှာ6 3 နဲ့ 3နှလို့ပေါင်းချင်းမှာ6အဲ့ဒီ4လို့ပေါင်းချင်းနှလို့ပေါင်းချင်း6ဒီနှလို့ပေါင်းချင်း6နဲ့6နဲ့ပေါင်း7နှစ်4နှလို့ပေါင်းချင်းစီနှလို့ပေါင်းချင်း6 3နှလို့ပေါင်းချင်း6နဲ့6နဲ့ပေါင်း7နှစ်4နှလို့ပေါင်းချင်း6 3နှလို့ပေါင်းချင်း6 4လို့ပေါင်းချင်းမှာ6လို့ပေါင်းချင်းမှာ7နှစ်ဒီမှာကတော့နှစ်ထစီပါနော်စီနှလို့ပေါင်းချင်း16 3နှလို့ပေါင်းချင်း6နဲ့6နဲ့ပေါင်း7နှစ်ထစီပါနော်4လို့စင်းနဲ့ပေါင်း16 3နဲ့ပေါင်း6နဲ့40နှစ်ထစီပါဒီနှလို့ပေါင်းချေသည်ဒီနှလို့ပေါင်းချေသည်3ဒီနှလို့ပေါင်းချေသည်အပေါင်းခုနှလို့ပေါင်းချေလေကို3ညနှလို့ပေါင်းချေကို4လို့ပေါင်းချေမှာဒီလို့ပေါင်းချေမှာ73အဲ့ဒီ73မှာ3ထစီပါနော်ကျွန်တော်ပြတာဆေးတယ်မလား3 6 6 4လို့ပေါင်းချေဒီ7နှစ်ပြည့်ဒီနှစ်တစီနှလို့ပေါင်းချေခုနှလို့ပေါင်းချေလေကိုနဲ့3ညနှလို့ပေါင်းချေကိုနဲ့4နဲ့ပေါင်း73ဒီမှာ3ထစီနော်3ထစီရပြီးတော့ဒီနှလို့ပေါင်းချေမှာ
ဒီနှလုံးပေါင်းချင်းမှာ73ဒီနှလုံးပေါင်းချင်း43နှလုံးပေါင်းချင်းမှာခုနဲ့3နဲ့ပေါင်း3ညရှိပြီးသားမို့ဒီမှာ3ညထည့်စီပါနော်3ညထည့်စီပါနော်ဟုတ်ခေါ်ကြတယ်ရှိ3ညထည့်စီပါနော်ဒီမှာနှလုံးပေါင်းချင်းမှာ3ဒီမှာနှလုံးပေါင်းချင်းမှာခုလေးလိုပေါင်းချင်းမှာနှလုံးပေါင်းချင်းခုနှလုံးပေါင်းချင်း73ခုနဲ့3နဲ့ပေါင်း3ညဒီမှာ3ညထည့်စီပါနော်3ညထည့်စီပါနော်3ညကတော့ထည့်စီနှလုံးတော့မှာဒီမှာထည့်စီ3ညစီပြီးသားမို့နောက်ပြီးတော့ဒီကိုတကယ်လေးပါ3နှလုံးပေါင်းချင်း6စီနှလုံးပေါင်းချင်း6လေးလိုပေါင်းချင်း6နဲ့6နဲ့ပေါင်းဆက်နေထည့်စီနှလုံးခုနှလုံးပေါင်းချင်း4ကို3ညနှလုံးပေါင်းချင်း9နှလုံးပေါင်းချင်းဒီ3ပြည့်ဒီ3ထည့်စီပါဒီမှာလေးလိုပေါင်းချင်းနှလုံးပေါင်းချင်းခုဆက်နေစီ3ညထည့်စီပါနော်ကဲထည့်စီတော့တစ်ဆက်ကတော့ကျွန်တော်ပြပေးမယ်ထည့်စီတော့တစ်ဆက်မှာ3ညတို့လို့ရပြီတော့ထည့်စီတော့တစ်ဆက်မှာဒီနှလုံးပေါင်းချင်းမှာ3ညစီနှလုံးပေါင်းချင်း3ညခု3နှလုံးပေါင်းချင်း3ညဒီမှာကတော့စီနှလုံးပေါင်းချင်း3ညထည့်စီကတော့2နဲ့နှလုံးပေါင်းချင်း3ညခု3နှလုံးပေါင်းချင်း3ညစီနှလုံးပေါင်းချင်း3ည2ထည့်စီတော့မဟုတ်3ညထည့်စီပါနော်ကဲခါတစ်ချက်တော့ကြည့်ဦးမယ်နော်ကြည့်ပါတော့နော်ဒီမှာကတော့ထည့်စီနှလုံးတော့မှ3ညနဲ့2နော်ဒီမှာခါတစ်ချက်တော့ကြည့်ဦးမယ်ခါမှာကဲခါတစ်ချက်တော့ကြည့်ဦးမယ်ခါမှာဘယ်လိုလာမလဲကျွန်တော်ချက်ပြပေးမယ်နော်ခါမှာ3လုံးပေါင်းချင်းမှာ6 3လုံးပေါင်းချင်းမှာ6 3လုံးပေါင်းချင်းမှာ6ဆိုရင်ဒီမှာကတော့3ညခါနော်ခုနကတော့2ထည့်စီဒီမှာ3လုံးပေါင်းချင်းမှာ6ပါခုခါဒီမှာ3လုံးပေါင်းချင်းမှာ6ပြည့်ဖို့အတွက်နှလုံးပေါင်းချင်းခုစီပြီးသားမို့6ပြည့်ဖို့အတွက်ကိုထဲမှသာလေ3လုံးပေါင်းချင်းမှာ6ပါနော်ကိုထဲမှသာလေ3လုံးပေါင်းချင်းမှာ6ပါ3လုံးပေါင်းချင်း6 3ညခါ3လုံးပေါင်းချင်း6ခုခါ3လုံးပေါင်းချင်း6 9ခါပါနော်ကဲ9ခါပြီးတော့ကဲနောက်ပေးဒါ9ခါရပြီနော်နောက်ပေးတစ်ချက်တော့သွားကြည့်ဦးမယ်နောက်ပေးမှာဒီမှာကတော့စီကိုယူပြီးတော့3လုံးပေါင်းချင်းမှာစီပါနော်ကိုနောက်ပေးပါစီချ3လုံးပေါင်းချင်းစီကိုနောက်ပေးခုချ3လုံးပေါင်းချင်းမှာခုနောက်ပေးဒီမှာကတော့စီချ3လုံးပေါင်းချင်းမှာစီပြဖို့အတွက်နှလုံးပေါင်းချင်းကိုစီပြီးသားမို့ဒီမှာကိုထဲမှသာလေ3လုံးပေါင်းချင်းဒီစီဖြစ်ဒီစီချ3လုံးပေါင်းချင်းစီကိုနောက်ပေးခုချ3လုံးပေါင်းချင်းခုနောက်ပေးစီချ3လုံးပေါင်းချင်းစီကိုနောက်ပေးကိုတွဲပဲနော်ကိုတွဲရပြီးတော့ကျွန်တော်စီပြမယ်နော်နောက်ပေးကိုနဲ့ခါကိုနော်ကိုခုနကတော့ထည့်စီကတော့လေးလိုပေါင်းချေမှာနှစ်ထည့်စီလေးလိုပေါင်းချေမှာခိုလေးကို3ရ3ပေါင်းချေမှာ3ဆို3ထည့်စီလေး3လိုပေါင်းချေခွန်ဒီမှာလိုပေါင်းချေ73
ဆက်သုံးနဲ့ခုနဲ့ပေါင်း3ည3ညတက်စီပြီးတော့စီနိနှလုံးပေါင်းချေ3ညခု3နှလုံးပေါင်းချေ3ညစီနိနှလုံးပေါင်းချေ3ညတက်စီနဲ့ခုတက်စီပါပဲနော်ချပါတော့နော်3ညတက်စီနဲ့ခုတက်စီရှိပြီးသားမို့ချင်ဒီခုနကတော့ကိုခါနဲ့ကိုနောက်ပိတ်ကျွန်တော်ရေးပြမယ်နော်ချပါတော့နော်ဒီလာမဲ့တရက်4လ2020နဲ့2025 6ကျတော့နော်6ကျခွဲတော့အဒီကနာကတော့3ညတစ်စီနဲ့2တစ်စီနော်3ညတစ်စီ2တစ်စီ3ညတစ်စီနဲ့2တစ်စီမှာဒီမှာကတော့အပိတ်ကတော့ကို3ညကိုရခွဲရနီကိုခွဲရနော်အဲ့ဒီကနာဘူးခွဲမှာပဲနော်အထက်ပဲနော်အချက်တူမှယူတော့ပါနော်ရှိပါတော့နော်ရတဲ့အပရိကတော့ဒီမှာစေပရိဒီမှာကတော့3ညပရိနော်ပရိနဲ့ကမလာဒီမှာကတော့စေပရိ3ညကိုကတော့စေပရိနီကိုကတော့3ညပရိနော်3ညပရိမှာကပရိချလို့သွားကြည့်အောင်မလဲ3ညကိုနဲ့နီကိုနော်စေပင်လား3ညကိုဒီမှာ3ညပရိဒီမှာစေပရိကပရိချလို့သွားကြည့်အောင်ပရိမှာစီနဲ့3နဲ့ပေါင်းစတိတီနီတော့ပရိတီနီတော့နီ3ညကိုဆိုတာဒီပရိပါနော်နော်လိုပေါ်ချေမှာစေတုံလိုပေါ်ချေမှာဆက်တီနီ3မှာဆိုရင်ပရိပဲနော်အဲ့ဒီပရိကိုထွဲရကနာကတော့နီ3ညကိုကတော့ဒီပရိဒီမှာကတော့နော်လိုပေါင်းချေသည်စီကိုပရိထွဲနေကနာကတော့တော့ခုကတော့ခုနှစ်ပရိပါနော်ဒီမှာခုနှစ်ပရိပါနောက်ပြီးတော့ခုနှစ်ပရိပါဒီတစ်ခါကတော့ဒီမှာကတော့ငါနဲ့3နဲ့ပေါင်းစီကို3ညပရိပါနော်အဲ့ဒီစီကို3ညပရိကိုခုနကတော့စီကို3ညပရိခုနကတော့3ညကိုကတော့စေပရိနီကိုကတော့3ညပရိအဒီကနာတဲ့ခွဲပဲနော်အချက်တူမှယူတော့ပါနော်လာစကရက်မရတဲ့ငယ်ကြီးများလာစကရက်အကျွေးချီကနာပဲနော်နီကိုနဲ့3ညကိုတဲ့ပဲနော်စေပရိနဲ့3ညပရိပဲနော်အချက်တူမှယူတော့ပါအားလုံးစီပြေကတော့ကြပါစေပြလိုက်ပဲပါ